မွေးကင်းဆက်ကလေးငယ်တဦးကဝေးလံခေါင်တည်တဲ့ကျေးလက်ရွာမှာမွေးဖွားပြီးကြီးပြင်းလာတဲ့မိန်းကလေးတဦးကိုမတော်တဆလဲလှယ်ခံခဲ့ရတဲ့ဒေသခံတန်းကြွယ်သူသေးတွေဖြစ်ကြတဲ့သူမိန်ဦးရဲ့မိဘရင်းများနဲ့နောက်ဆုံးပြန်လည်ဆုံတွေ့တဲ့အခါမှာသူတို့ကသူမကိုညှင်းဆိုခဲ့ပြီးကြမ်းတမ်းစွာပြောဆိုကာသူမကဘသူတို့ရဲ့သမီးဖြစ်ရန်မထိုက်တန်ကြောင်းခံစားလာခဲ့ရတဲ့စန့်ကျင်ဘက်အားဖြင့်သူတို့နေရာမှာကြီးပြင်းလာတဲ့သမီးကတက်တောင့်တက်တာရှိတဲ့ဘဝဖြင့်နေထိုင်ပြီးသူတို့အပေါ်ဆွဲလန်းခြင်းခံရတဲ့မွေးစားသမီးလေးရဲ့မွေးနေ့ပွဲကိုတက်ရောက်ခွင့်တောင်မရခဲ့ရဘူးစိတ်ပြက်လက်ပြက်ဖြင့်သူမရဲ့မိဘရင်းများနဲ့အဆက်အသွယ်ဖြတ်ပြီးသူမရဲ့မွေးစားမိဘများထံပြန်သွားဖို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့သူမရဲ့မွေးစားဖခင်မှာအပြင်းဖျားနေပြီးမိသားစုကစေကူတရန်မတက်နိုင်ပေသူခေမဖြစ်သူကမိန်းကလေးကိုသူ့ကိုယ်ပိုင်သုံးဖို့ပိုက်ဆံတစ်ခါမှမပေးသင့်ဘူးလို့ညှဉ်းညူခဲ့ပြီးအခုတော့ဆင်းရဲတဲ့မိသားစုရဲ့အခြေအနေကိုရင်ဆိုင်ဖို့မဖြစ်နိုင်တော့ပါဘူးသူ့မွေးစားမိခင်ကကောင်မလေးကိုအကာအကွယ်ပေးခဲ့ပြီးသူ့ချွေးမနဲ့စကားများခဲ့ပါတယ်ထိုအချိန်မှာကောင်မလေးပေါ်လာတဲ့မွေးစားမိခင်ကစိတ်ခံစားမှုနဲ့မျက်ရည်များကြကအစားတောက်မှပြီးဗိုက်စာမာကိုကြောက်ရွံ့သဖြင့်အလျင်မြန်စားခဲ့ရတဲ့ထိုအချိန်တွင်မွေးစားဖခင်ကရုတ်တရက်သွေးအံသွားသဖြင့်မိသားစုကဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ရတဲ့သူရေးတကြီးခွဲစိတ်ကူတာဖို့လိုအပ်ကြောင်းသူတို့သိခဲ့ကြတော့လေသူတို့ကစိတ်ပြက်လက်ပြက်ဖြစ်ခဲ့ကြတယ်ကြီးကြီးမားမားဆေးကူတာစရိတ်ကိုမတက်နိုင်ကြပေမိန်းကလေးကရှေ့ကိုလမ်းပြီးငွေရှာနိုင်ပေမဲ့ရောက်ခါမှဖြစ်သူကပိုဆိုးလာတယ်လို့ထင်ပြီးနယံကိုကြမ်းကြမ်းနန်းနန်းတွန်းထုတ်ခဲ့ပါတယ်ခွဲစိတ်မှုရန်ပုံငွေရဖို့မိန်းကလေးကတယောက်တည်းငါးဖမ်းရောင်းဖို့မြစ်ကိုတိတ်တဆိတ်သွားခဲ့တယ်ငါးမြောက်များကိုအမြန်ဖမ်းပြီးဈေးသို့ခေါ်သွားကအချိန်တိုအတွင်းရောင်းကုန်သွားခဲ့တယ်ထိုအချိန်မှာမိသားစုတစုကငွေနှဲငယ်စုဆောင်းထားတော်လဲလုံလောက်စွာဝေးကွာနေသေးသည်မွေးစားမိခင်ရဲ့သားကကောင်မလေးပျောက်ဆုံးသွားသည်ဟုဆိုကာပြေးဝင်လာခဲ့သည်ခေမမိန်းကလေးသည်ဆင်းရဲနှမ်းပါလာ၍ချမ်းသာသောမိဘရင်းများနှင့်အတူနေထိုင်သွားခဲ့သည်ဟုယူဆရတဲ့ထိုအချိန်တွင်ဆေးရုံကူတင်များပြက်လက်နေသဖြင့်လူနာကိုချက်ချင်းပေးဆောင်ရန်သို့မဟုတ်ဆေးရုံဆင်းရန်ဆရာဝန်ကတိုက်တွန်းခဲ့တဲ့မွေးစားမိခင်ကနောက်ထပ်ရက်အနည်းငယ်တောင်းခဲ့ပေမဲ့ဆရာဝန်နာကလူတစ်ယောက်ကသူ့ကိုကြမ်းကြမ်းနန်းနန်းတွန်းဖယ်ပြီးဖျားနေတဲ့ဖခင်အတွက်အိယာကိုဆွန့်လွတ်ဖို့သူတို့ကိုအမိန့်ပေးခဲ့ပါတယ်သူ့ယောက်ျားကိုပစ္စည်းတွေခုတ်ဖို့အောင်ပြောသေးတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကအချိန်မီရောက်လာပြီးဒုက္ခပေးသူတွေကိုရက်လိုက်ပြီးပစ္စည်းမှုအတွက်ရော်ကြေးပေးလိုက်တဲ့ထို့နောက်သူမရရှိသောငွေများကိုထုတ်ယူကာမွေးစားမိခင်ထံပေးအပ်ခဲ့ပြီးရောက်ခါမှဖြစ်သူအားမယုံကြည်နိုင်စွာစိုက်ကြည့်နေခဲ့ကြတယ်